ကြားဖြန့်ခေါင်းဆောင်တရုတ်ပြည်ကိုအပို့ခံရတဲ့ဗီဒီယိုဖိုင်လေးပါသူ့ပုံစံကြည့်ရင်ဘာမှမဟုတ်တယ်လို့ဖြစ်ပေမဲ့လည်းသူကနိုင်ငံတကာကိုတွေးမျက်ရည်ကျစေတဲ့ကြားဖြန့်ခေါင်းဆောင်အကြီးစားပါသူကကမ္ဘောဒီးယားရဲတွေကသူ့ကိုဖမ်းပြီးတော့ဒီအမေရိကကိုပို့မလားတရုတ်ကိုပို့မလားဆိုပြီးဆုံးဖြတ်ချက်ချရာကနေတရုတ်ကိုပို့လိုက်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့သူကတရုတ်လူမျိုးဖြစ်လို့အဲ့ဒီအရာကိုခိုးရီးယားတွေလည်းမကျေနပ်ဘူးခိုးရီးယားတွေလည်းလူချင်တယ်ပေါ့နော်သူကိုဘာဖြစ်လို့လဲဆိုတော့ဒီကမ္ဘောဒီးယားနိုင်ငံမှာခိုးရီးယားနိုင်ငံသားတွေလည်းအများကြီးဒီကြားဖြန့်ကြောင်းမို့လို့အလင်ခံရပြီးတော့ပျောက်ဆုံးသွားတဲ့ခိုးရီးယားလူမျိုးတွေလည်းအများရှိလို့စုံစမ်းစစ်ဆေးချင်တယ်သူ့ကိုအလိုရှိတယ်ပေါ့နော်ဒါပေမဲ့အခုသူ့ကိုတရုတ်တွေကဖမ်းသွားတဲ့အတွက်ကြောင့်မို့လို့ခိုးရီးယားတွေလည်းတိတ်မကျေနပ်ဘူးအမေရိကတွေလည်းလုံးဝသူ့ကိုအလိုရှိတယ်ပေါ့နော်သူကဒီကမ္ဘောဒီးယားနိုင်ငံသားခံယူပြီးတော့ကမ္ဘောဒီးယားနိုင်ငံမှာဒီလို4000စတူရန်ပုံစံအဆောက်အုံအကြီးကြီးဆောက်ထားပြီးတော့အဲ့ဒီထဲမှာပြစ်မှုလွန်ကျူးတာပေါ့နော်သူလွန်ကျူးတဲ့ပြစ်မှုတွေကအများကြီးပဲအဲ့ဒီထဲမှာလူတွေအများကြီးတည်သွားရတယ်အလင်ခံရတယ်ပိတ်လောင်ချင်းခံရတယ်ညင်းဆဲချင်းခံရတယ်ပေါ့နော်